အကယ်၍ချင်းတွေအားလုံးပျောက်ကွယ်တော့ရင်ဘာတွေထစ်လာမလဲ ပထမဆုံးကတော့အားလုံးအေးအေးဆေးဆေးအေးရပြီပေါ့ချင်းစည်းခွေဒီချင်းတောင်တွေလည်းလိုတော့မှာမဟုတ်ဘူးဒါပေမဲ့ဒါကအဆပဲရှိပါသေးတယ် အရေးကြီးဆုံးကတော့ယောဂတွေပါမလေးရီးယားခရတ်ဖျားတန်ကျူသွေးလွန်တို့ကွေးနဲ့ဇီကာဗိုင်းရပ်စ်တွေပျောက်သွားမယ်တစ်နှစ်ကိုလူအပတ်တသားနီးပါးကဲတင်နိုင်ပါဗျ ဟာဒါဆိုရှယ်ပဲပေါ်လို့မထင်လိုက်ပါနဲ့ဦးတဘာဝတရားနေချာဆိုတာအဲ့လိုမယိုးရှင်းပါဘူး ချင်းတွေကဖူချင်းအစာကွင်းဆက်မှာအရေးကြီးတယ်သူတို့မရှိတော့ရင်ပင်ကူတွေပုတ်တင်ညိုတွေဖားတွေနဲ့ငှက်တွေအစာငှက်ရက်ပြီးတေကုန်ကြလိမ့်မယ် ဒီတော့ pollination ဆိုတဲ့ဝိမုံကူခြင်းဗျာချင်းအထီးတွေကပန်းဝီကိုစားသုံးရင်တစ်ခိုပန်းလိုအပင်မျိုးတွေကိုဝိမုံကူပေးနေတာပါချင်းမရှိရင်အပင်တချို့မျိုးတုံးသွားနိုင်ပါတယ် Arctic ဒေသမှာဆိုရင်ချင်းအုပ်ကြီးတွေက caribou သမင်အုပ်ကြီးတွေကိုလမ်းကြောင်းမဖြောင်းအောင်ထိန်းချောင်းပေးတယ်လို့ထင်နေတာပါချင်းတွေမရှိရင်သမင်တွေလမ်းကြောင်းဖြောင်းပြီးဂေဟစနစ်ပျက်စီးသွားနိုင်ပါလေဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ gene drive နည်းပညာသုံးပြီးချင်းတွေကိုမျိုးဖြူဖို့စူးစမ်းနေတော့မှာပဲဘာလို့လဲဆိုတော့လူအသက်တွေကတင်ရတာကပိုအရေးကြီးတယ်လို့ယူဆကြလို့ပါ ကဲတငယ်ချင်းတို့ရောကဘာပေါ်ကချင်းတွေအားလုံးပျောက်သွားမယ်ခလုတ်တစ်ခုသာရှိခဲ့ရင်အဲ့ဒီခလုတ်ကိုနှိပ်မလားမနှိပ်ဘူးလား ကိုမတ်မှာဝင်ဆွေးနေသွားကြပါအောင်နောက်ထပ်ဘယ်လိုအကြောင်းအရာတွေသိကြလဲဆိုတာလည်းပြောခဲ့နော်